မိတ်ဆွေဒီနေ့ခမည်းဘယ်လိုနေလဲကျွန်တော်မေးချင်တာနေကောင်းလားဆိုတဲ့ယဉ်ကျေးမှုရမေးခွန်းမျိုးမဟုတ်ပါဘူးတကယ်ခမည်းရင်မှတ်ထဲမှာစိတ်ထဲမှာဘယ်လိုနေလဲကျွန်တော်သိပါတယ်ခုတလောခမည်းဘာလို့ပင်ပန်းနေတယ်လို့ခံစားနေရတယ်မလားအဲ့ရထိုင်လမ်းစမ်းမနေဘူးညဘက်အိတ်တော့လဲအိပ်ပျော်ကိုခတ်နေတယ်မနေ့မိုးနေတာနဲ့ဟာနောက်တစ်ရက်ရုန်းကန်အောင်မယ်ဆိုတဲ့အတွေးနဲ့စိတ်ကလေးလံလာတယ်အလုပ်တွေလုပ်နေပေမဲ့စိတ်ကမပြုံးအောင်မြင်မှုတွေရနေတော့မှဒါကဘာတိပဲရှိလို့လဲဆိုတဲ့မိကုန်းကခေါင်းထဲမှာနေရာယူလာတတ်တယ်လူအများကြီးကြားမှာနေရပေမဲ့တယောက်တည်းထိကြံတယ်လို့ကိုယ်စကားကိုလည်းဘယ်သူမှနားလည်မပြီးသလိုခံစားနေရတယ်တကယ်တော့ခမားဖြစ်နေတာအားငယ်နေတာလည်းမဟုတ်ပါဘူးခမားစီကံမရှိလို့ညံပြင်းလို့ဖြစ်နေတာလည်းမဟုတ်ပါဘူးတကယ်ဖြစ်နေတာသူများစိတ်တိုင်းကြဖြစ်အောင်နေပေးနေရတာများလို့ကိုယ်စိတ်ကိုမေ့လျော့သွားတာပါစဉ်းစားကြည့်ပါကျွန်တော်ငယ်တည်းကကြားခဲ့ရတာရှိမယ်အလုပ်ကြိုးစားမှလူရဝင်မယ်သူများအထင်ကြီးအောင်နေရမယ်တိခံရမယ်တိခံတာအောင်မြင်ခြင်းပဲဆိုတဲ့စကားတွေတိုင်းကျွန်တော်နေခဲ့ကြတယ်ကြိုးစားခဲ့ကြတယ်မိသားစုအတွက်ပတ်ဝန်းကျင်အတွက်တာဝန်တွေခြေခဲ့ကြတယ်ဒါပေမဲ့အခုချိန်မှာခမည်းကိုရိုးသားပြန်မေးကြည့်ပါငါပြောရလားအဲ့ဒီမိကုန်းကိုဖြေဖို့ခက်နေတယ်ဆိုရင်ဒါမှမဟုတ်အဲ့ဒီမိကုန်းကိုတွေးလိုက်တာနဲ့တပ်ပြင်းချမိတယ်ဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိဆက်ကြည့်ပေးပါဒါကခမည်းကိုကြိုးစားပါလို့အော်ဟစ်နေမဲ့ motivation ဗီဒီယိုမဟုတ်ပါဘူးဒါကခမည်းကိုခဏလောက်ကိုယ်စိတ်ကိုပြန်ကြည့်ဆိုင်ဖို့တတိပေးမဲ့ဗီဒီယိုလေးတစ်ခုပါကျွန်တော်တို့မြန်မာနိုင်ငံမှာလူဖြစ်ရတာအထူးသဖြင့်ဒီလိုခေတ်ကာလကြီးမှာလူဖြစ်ရတာတကယ်ကိုမလွယ်ပါဘူးဗျာမနေ့မိုးလင်းတာနဲ့ပူစရာတွေပင်ပန်းစရာတွေကတကားဝမှာစောင့်ကြိုနေတတ်တယ်ဒီနေ့ပါစားမလဲမိရပဲချိန်လာမလဲကုန်စိမ်းလုံးတွေကဘလောက်တက်နေပြီလဲခေါင်းထဲမှာနေရာလက်မရှိလောက်အောင်ပြည့်ကျက်နေတတ်တယ်အဲ့လိုစပိုင်ဘယ်မှုအတွက်ရုန်းကန်နေရတဲ့အချိန်မှာကိုယ်စိတ်ကိုနားထောင်ဖို့အနာပွိုက်ကိုရှာဖွေဖို့ဆိုတာစိန်ခံပစ္စည်း luxury လို့ဖြစ်နေတတ်ပါတယ်ထမင်းစားဖို့တော့မနေ့ရုန်းကန်နေရတာဘာလို့စိတ်ကူးရင်ဆန်နေရလဲလို့ကိုပြန်ပြောမိကြလိမ့်မယ်ဒါပေမဲ့မိတ်ဆွေအဲ့လိုရုန်းကန်နေရတဲ့ကြားကျွန်တော်တို့ကနောက်ထပ်မမြင်ရတဲ့ဝင်းဒုတ်ကြီးတစ်ခုကိုပါထပ်ထမ်းထားကြရတယ်အဲ့ဒါဟန်ဆောင်မှုပါပဲအဆင်ပြေပါတယ်လို့ဟန်ဆောင်ရတယ်ပင်မနေလည်းပင်မမှာဘူးလို့ဟန်ဆောင်ရတယ်ကြောက်နေလဲငါတော်တယ်တက်တယ်လို့ဟန်ဆောင်ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့လူဖွဲ့စီမှာအားနေချက်ပြတာ哦လက်မခံခြင်းကြအောင်လေသူများဘာပြောမလဲဆိုတဲ့စကားတစ်ခွန်းကကျွန်တော်တို့ရဲ့ level ကိုဓာတ်နဲ့ထောက်ထားသလိုပါပဲသူများထင်သေးသွားမှဆိုလို့သူများအပြောခံရမှဆိုလို့အဲ့ဒီသူများဆိုတဲ့အရာကြီးအတွက်နေပေးနဲ့ခမည်းတကယ်ဘာကြိုက်လဲခမည်းတကယ်ဘာဖြစ်ချင်လဲခမည်းတကယ်ဘာကိုမလုပ်ချင်ဘူးလဲဆိုတဲ့အရာတွေကိုကျွန်တော်တို့မိသွားခဲ့ကြတယ်ကိုယ့်အိမ်မှာကိုပြန်ရောက်ရင်တော့မှစိတ်ကအိမ်မရောက်သလိုဖြစ်နေတာအဲ့ဒါကြောင့်ပါကိုခန္ဓာအိမ်ရောက်နေပြီမဲ့စိတ်ဝိညာဉ်ကတော့လမ်းပြောက်ပြီးတော့ကြံခဲ့တယ်လို့ခံစားနေရတာပါဒီနေရာမှာလူတော်များများမှားတတ်တဲ့အယူဆတစ်ခုရှိတယ်အဲ့ဒါတော့ငါအခုလိုစိတ်မပျော်တာဟာတာဖြစ်နေတာငါဘဝမှာကြာဆုံးနေလို့ဒါမှမဟုတ်ငါမှာစိတ်တကြယောဂ depression ရှိနေလို့ဆိုပြီးတော့ထင်တတ်ကြတယ်မဟုတ်ပါဘူးမိတ်ဆွေအများစုဖြစ်နေကြတာယောဂမဟုတ်ပါဘူးအဲ့တော့ misalignment ဆိုတဲ့လမ်းကြောင်းလွဲချော်ခြင်းလို့ခေါ်ပါတယ်ရှင်းအောင်ပြောပြပါမယ်ခမရဲ့အတွင်းစိတ်အန်နာဘွိုက်စ်ကတောင်ဘက်ကိုသွားကျင်နေတယ်ဒါပေမဲ့ခမရဲ့လက်ရှိဘဝ current life ကမြောက်ဘက်ကိုမောင်းနေတယ်
အဲ့စမ်းညင်ဘက်နှစ်ခုကြားမှာခင်ဗျာညက်နေတာပါဥပမာခင်ဗျာတိတ်ဆိတ်ငြိမ်သက်မှုမြန်လို့ရသူဖြစ်မယ်ဒါပေမဲ့ခင်ဗျားရဲ့အလုပ်ကနေရန်လူတွေနဲ့စကားပြောနေရတဲ့စူညံတဲ့နေရာမှာဖြစ်နေမယ်ခင်ဗျားဖန်တီးမှုကိုကြိုက်တဲ့သူဖြစ်မယ်ဒါပေမဲ့လက်ရှိမှာစက်ရုပ်လိုလုပ်နေရတဲ့အလုပ်ကိုလုပ်နေရမယ်အဲ့ဒီလိုကိုယ့်တဘာဝနဲ့ကိုယ့်ဘဝမကိုက်ညီတဲ့အခါခင်ဗျားရဲ့စိတ်ကအချက်ပြစင်ကနေပို့ပါတယ်အဲ့ဒီအချက်ပြမှုတွေကပါလဲဆိုတော့ပင်ပန်းတာစိတ်ကုန်တာအကြောင်းမဲ့ဒေါသထွက်လာပြီပါအဲ့ဒါကြောင့်ခမည်းပင်ပန်းနေတာအလကားဖြစ်နေတာမဟုတ်ပါဘူးခမည်းရဲ့ဝိညာဉ်ကဒီနေရာငါနဲ့မကိုက်တော့ဘူးတခုခုပြောင်းလဲပေးပါလို့အော်ဟစ်နေတာပါဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီအတန်ကိုနားမထောင်မဲနဲ့ကော်ဖီတောက်ပြီးတော့အလုပ်ဆက်လုပ်မယ်ဖုန်းပို့ပြီးတော့ခေါင်းထဲကအတန်တွေကိုဖျောက်ပြက်ပြစ်မယ်ဆိုပြီးတော့ဖြည့်ရှင်းတတ်ကြတယ်အဲ့ဒီအနာဘွိုင်းကိုပိတ်လိုက်ရုံနဲ့ပြဿနာပြီးသွားမလားမပြီးပါဘူးပိုဆိုးလာမှာပါဒီနေရာမှာနောက်ထပ်လက်ခံမှုခက်ခဲအမှန်တရားတစ်ခုရှိပါသေးတယ်တခါလေကြာရင်ဘဝကျဉ်းကျက်လာတာခမားကြရှုံးလို့မဟုတ်ဘူးခမားကြီးထွားလာလို့ဖြစ်ပါတယ်မြင်အောင်ပြောရရင်ဗျာ10နှစ်သားအရွယ်ကဝတ်ခဲ့တဲ့အင်ကြီးကိုအသက်40ရွယ်ခမားအတင်းစွတ်ဝတ်ထားသလိုပါပဲအင်ကြီးကမကောင်းတာမဟုတ်ဘူးအင်ကြီးကလှတယ်ဒါပေမဲ့ခမားအဲ့ဒီ site မဟုတ်တော့တာခမားရဲ့တန်မိုးထားမှု value တွေပြောင်းသွားပြီခမားရဲ့အသည့်တရားတွေနှက်ဆိုင်လာပြီငယ်တော့ပြောခဲ့တဲ့အပျော်ပါးတွေစကားဝိုင်းတွေခမားစိတ်ဝင်စားတော့အပေါ်ရန်ဆက်ဆံရေးတွေကိုခမားတီးမခံနိုင်တော့ဘူးဒါပေမဲ့ခမားရဲ့နေ့စဉ်ဘဝကြီးကတော့အရင်တိုင်းကြံနေခဲ့တော့မယ်ခမားရဲ့ပတ်ဝန်းကျင်ကအတူတူပဲအပေါင်းအသင်းတွေကလည်းအတူတူပဲအဲ့လိုကြက်လာတဲ့အခါတကယ်လှုပ်တင်တာအင်ကြီးအစ်စ်လဲရမှာပါဒါပေမဲ့ကျွန်တော်တို့ကအပြောင်းလဲကိုကြောက်ကြတယ်ငါလို့ထွက်လိုက်ရင်ဘာလို့စားမလဲငါဒီအတိုင်းဝိုင်းကထွက်လိုက်ရင်တယောက်တည်းဖြစ်သွားမလားအဲ့ဒီအကြောက်တရားကြီးကြောင့်အင်ကြီးကိုမလဲပဲကိုယ့်ကိုခြုံပလိုက်ကြတယ်အဲ့မှာခမားပို့ပြီးတော့တိတ်ဆိတ်သွားတယ်နေရခတ်တော့အောင်ပြီးတီးခံလိုက်တယ်မိကုန်းထုတ်တာလို့ရက်လိုက်တယ်ဒါခမားအားနေလို့မဟုတ်ပါဘူးပြောင်းလဲရမှာထက်တီးခံပြီးတော့နေလိုက်ရတာပို့ပြီးတော့စိတ်လုံခြုံတယ်လို့ထင်လို့ပါအဲ့ဒီလိုကိုယ့်ကိုခြုံပြီးတော့နေပါများရင်ဘာဖြစ်လာမလဲလူတယောက်အတွက်အန္တရာယ်အရှိဆုံးအခြေအနေကိုရောက်သွားတတ်ပါတယ်အဲ့ဒါပျက်စီးသွားတာမဟုတ်ပါဘူးစိတ်ဓာတ်ကျသွားတယ်မဟုတ်ထုံသွားတာပါအလုပ်ကိုထွက်သွားလောက်အောင်လည်းမမုန်းဒါပေမဲ့မနဲ့အလုပ်သွားမှကိုတွေးလိုက်ရင်ရင်ထဲမှာလေးလန့်လာတယ်အိမ်တော်ကြီးမှာကွဲသွားလောက်အောင်ပြဿနာမတက်ဘူးဒါပေမဲ့နှစ်ယောက်သားကြားမှာဘာခံစားချက်မှမရှိတော့သလိုရေခဲတုံးကြီးလိုအိဆက်နေတတ်တယ်ဒီလိုပဲပုံမှန်ကြီးဖြစ်နေတာအဆင်ပြေပါလေဆိုပြီးတော့နေနေတာအဲ့ဒီပုံမှန်ကြီးကခမားရဲ့စိတ်ဝိညာဉ်ကိုဖြည်းဖြည်းချင်းစားသုံးသွားပါလိမ့်မယ်နာကျင်မှုရှိနေသေးရင်ခမားအသက်ရှင်နေတယ်လို့ပြောလို့ရတယ်နာရင်ကုလို့ရတယ်ဒါပေမဲ့ထုံသွားပြီဆိုရင်တော့ဒါလူတိုင်းဖြစ်နေကြပုံမှန်ပါပဲလေဆိုပြီးတော့လက်ခံလိုက်ကြတယ်ကျွန်တော်တို့မြန်မာလူမျိုးတွေကပိုဆိုးတယ်ရင့်ကျက်တယ်ဆိုတာခံစားချက်မရှိတာတော့ထင်တတ်ကြတယ်ဒါလေးအောင်တီးမခံနိုင်ဘူးလားဆိုပြီးတော့ကိုယ့်ကိုအပြစ်တင်တတ်ကြတယ်တကယ်တော့မိတ်ဆွေခမားရဲ့ထုံတိုင်းမှုကရင့်ကျက်မှုမဟုတ်ပါဘူးအဲ့ဒါအတွင်းစိတ်ကအော်ဟစ်နေတာကိုမကြားချင်အောင်ဆောင်ထားတာများလွန်းလို့နောက်ဆုံးမှာအတန်တိတ်သွားတဲ့အခြေအနေတစ်ခုပါဒီနေရာမှာလူတွေထိတ်နှံသွားတတ်ကြတယ်ဟာဒါဆိုငါဘယ်လိုလုပ်အောင်မလဲခုချက်ချင်းလုံးဝထွက်ရမလားအိမ်ကဆင်းသွားရမလားတောထွက်ရမလားမလိုပါဘူးမိတ်ဆွေအဲ့လောက်ကြီးလည်းလှုပ်ရှားမလိုပါဘူးကျွန်တော်ဆိုလိုချင်တာတက်တာရမှုပါအများစုကမှားပြီးတော့တွေးတတ်ကြတယ်ငါအစကနေပြန်စရတော့မယ်အကုန်ဖြည့်ဆည်းပြပြီးတော့တုံညာကနေပြန်စရမယ်ဆိုပြီးတော့တွေးတတ်ကြတယ်အဲ့ဒါမှားပါတယ် restart လုပ်တယ်ဆိုတာခမားရဲ့အတိတ်ကအတွေ့အကြုံတွေ
ခင်ဗျားတီဆောက်ခဲ့တာတွေကိုဖျက်ဆီးပစ်တာပါအဲ့ဒါတွေကတန်ဖိုးရှိပါတယ်ကျွန်တော်တို့ channel နာမည်က Midlife Reboot ပါ Reboot ဆိုတာပါလေဖုန်းတွေကွန်ပျူတာတွေလေးလိုက်ဟန်းလိုက်ရင်ဆက်ပြန်ပိတ်ပြီးတော့ဖွင့်လိုက်သလိုပါပဲဆက်ပြန်ဖွင့်လိုက်လို့ဖုန်းထဲကဓာတ်ပုံတွေဖုန်းနံပါတ်တွေပျောက်သွားမလားမပျောက်ပါဘူး data တွေကျန်နေပါတယ်ဒါပေမဲ့လိုအပ်ပဲ run နေတဲ့ background app တွေရပ်သွားတယ် cache အမှိုက်တွေရှင်းသွားတယ်ဆက်ကပေါ့ပါသွားတယ်ခင်ဗျားရဲ့ဘဝလည်းဒီလိုပါပဲခင်ဗျားရဲ့မိသားစုအလုပ်တာဝန်ဝတ္တရားတွေဒါတွေကိုပြစ်ချစရာမလိုပါဘူးဒါပေမဲ့ခင်ဗျားကိုပင်ပန်းစေတဲ့မလိုအပ်တဲ့အတွေးတွေအားနာမှုတွေဟန်ဆောင်မှုတွေကိုတော့ခဏတော့ပိတ်ချလိုက်ဖို့လိုပါတယ်ဒါဆိုရင်ဘယ်လို reboot လုပ်မလဲကြီးကြီးကျယ်ကျယ်တွေမစင်စားပါနဲ့မိတ်ဆွေမနေ့ပြန်စပြီးတော့ဒီ၃ချက်ကိုပဲစမ်းလုပ်ကြည့်ပါနံပါတ်1ကတော့ micro boundary ဆိုတဲ့စီအသေးစားလေးထားပါကျွန်တော်မြန်မာလူမျိုးတွေကအာနာတတ်တာကိုဝါသနာပါကြတယ်ဒါပေမဲ့အာနာတာကိုယ့်ကိုတတ်နေရတယ်အတူတူပါပဲကြီးကြီးမားမားကြီးညင်းစရာမလိုပါဘူးအသေးလေးတွေကနေစပြီးတော့ညင်းပါဥပမာမသွားခြင်းတဲ့ပွဲတစ်ခုကိုမလိုက်တော့ဘူးလို့ညင်းလိုက်ပါမလုပ်ချင်တဲ့ကိစ္စတစ်ခုကိုမအားလို့ပါလို့ညင်းကြည့်ပါပထမတော့ခမနေရခတ်ပါလိမ့်မယ်ရှင်လေးပါလေတုံလိမ့်မယ်ဒါပေမဲ့ယုံပါခမညင်းလိုက်လို့ကဘာကြီးပြတ်မသွားပါဘူးခမရဲ့နိုးဟာခမရဲ့စိတ်တော့အားစေးတစ်ခွက်ပါပဲနံပါတ်2ချက်ကတော့5 minute pass ဆိုရက်9မိနစ်တာရက်တန့်ခြင်းပါပဲခမတစ်နေ့လုံးသူများအတွက်လှုပ်လှုပ်ပေးခဲ့ပြီးညအိပ်ရမလို့ဒါမှမဟုတ်မနက်စောစော9မိနစ်လောက်တော့ကိုယ့်အတွက်ကိုအချိန်ပေးပါဖုန်းမကြည့်ပါနဲ့ဘာမှမလုပ်ပါနဲ့ဒီတိုင်းငြိမ်ငြိမ်လေးထိုင်နေပါဒီနေ့ငါပြင်ပန်းသွားပြီကျေးဇူးပါပဲလို့ကိုယ့်ကိုပြန်ပြောပေးပါဒါကိုယ်စိတ်ဝိညာဉ်နဲ့ကိုပြန်လဲချိတ်ဆက်ခြင်းပါပဲနံပါတ်3ချက်ကတော့ digital detox ဆိုတဲ့စူညံတန်တွေကို short ချခြင်းပါပဲကျွန်တော်စိတ်တွေပင်ပန်းရတာကိုယ်ပြဿနာအကြောင်းမဟုတ်ပဲနဲ့သူများအကြောင်းတွေကိုသိနေရတော့ဖြစ်တာများပါတယ် Facebook ပေါ်ကသူများရဲ့အောင်မြင်မှုတွေကြွားလုံးတွေကိုကြည့်ပြီးတော့ငါကြတော့ဘာမှမဟုတ်ပါလားဆိုပြီးတော့အားငယ်ရတယ်တရက်လောက်ဒါမှမဟုတ်ညဘက်ရောက်ရင် social media ကိုပိတ်ထားလိုက်ပါသူများအတန်တွေတိတ်သွားမှခင်ဗျားရဲ့ကိုယ်ပိုင်အတန် Anna Voice ကိုပြန်ကြားရမှာပါမိတ်ဆွေအဆုံးသတ်အနေနဲ့တခုတော့ပြောချင်ပါတယ်ဘဝဆိုတာရုန်းကန်ရတာအကြီးပဲလို့မမှတ်ယူလိုက်ပါနဲ့ပျော်ရွှင်မှုဆိုတာကိုလည်းခင်ဗျားနဲ့မတန်ဘူးလို့မတွေးလိုက်ပါနဲ့ခင်ဗျားပင်ပန်းနေတာခင်ဗျားညံ့လို့မဟုတ်ပါဘူးခင်ဗျားကလူကောင်းတစ်ယောက်မို့လို့သူများအဆင်ပြေအောင်တီးခန့်နေနေပင်ပန်းနေတာပါဒါပေမဲ့ဒီနေ့ကစပြီးတော့အဲ့ဒီလူကောင်းဆိုတဲ့ခင်ဗျားကိုခင်ဗျားပြန်ပြီးတော့ကျူးဆိုင်ပေးပါတော့သူများတွေအဆင်ပြေဖို့ခင်ဗျားနေပေးခဲ့ပြီးသွားပြီအခုခင်ဗျားအဆင်ပြေဖို့ခင်ဗျားနေပေးရမယ်အလှည့်ပါကျွန်တော်တို့ Midlife Reboot Channel ကမိတ်ဆွေအတွက်အနားယူစရာနေရာလေးတစ်ခုဖြစ်ဖို့ရည်ရွယ်ထားပါတယ်ဒီလောကကြီးထဲမှာပြေးလွှားရင်းနဲ့မောလာတဲ့အခါကျွန်တော် channel ကိုလာခဲ့ပါအတူတူနားယူကြမယ်အားပြန်မွေးကြမယ်ပြီးမှခီးဆက်ကြတာပေါ့အားလုံးပဲကိုယ့်ကိုပြန်ရှာတွေ့နိုင်ကြပါစေကျွန်တော် MKT ပါ